ရှိတုန်းကခါးနားထဲသွားတဲ့ရဲတိုက်ထဲမှာအာနာလို့ခေါ်တဲ့ဖင်ရွှေအောင်နဲ့မင်းသမီးလေးတစ်ပါးရှိတဲ့ကွယ်တနေ့မှမင်းသမီးလေးဟာအပြင်ကိုခိုးထွက်ရင်မော်ဆန်နဲ့တောအုပ်ကြီးတစ်ခုရဲ့ကိုရောက်သွားတဲ့ကွယ်အဲ့ဒီမှာပဲတစ်ပင်ကြီးပြီးနားမှာအိပ်ပျော်နေတဲ့ဘလူးကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်အာနာလည်းကြောက်သွားတာပေါ့ဒါပေမဲ့ဘလူးကြီးနိုးလာတဲ့အခါမှာတူထင်တယ်လို့ကြောက်เสียမကောင်းတဲ့အပြင်စပြိုသီးလေးတစ်လုံးကိုပါမင်းသမီးလေးကိုကျွေးလိုက်ပါသေးတယ်ဒီလိုနဲ့မင်းသမီးလေးနဲ့ဘလူးကြီးဟာတယောက်နဲ့တယောက်ခင်မင်ရင်းနှီးသွားပြီးတောအုပ်ကြီးထဲမှာပျော်ပျော်ပါပါဖော်ကားနေကြတဲ့ကွယ်ဒါပေမဲ့ဖစ်တီတွေဟာမင်းသမီးလေးကိုဘလူးကြီးဖမ်းသွားတဲ့အထင်နဲ့လက်နက်တွေကင်ပြီးတောထဲကိုလိုက်လာခဲ့ကြတော့တယ်မင်းသမီးလေးဟာဘလူးကြီးကကျမတငယ်ချင်းပါရံမလုံးတာနဲ့ဆိုပြီးအကုန်လုံးကိုတားဖိလိုက်ပါတော့တယ်နောက်ဆုံးမှာတော့မင်းသမီးလေးဟာရဲတိုက်ကြီးစီကိုအတူပြန်လာခဲ့ကြပြီးဘလူးကြီးနဲ့အတူပျော်ရွှင်စွာနေထိုင်ခဲ့ကြတဲ့ကွယ်